ဒီပန်းသီးလေးကနေပြီးတော့ပေါ့နော်ကျွန်တော်တွေးမိတဲ့အတွေးတစ်ခုကိုဒီမိတ်ဆွေတို့ကျွန်တော်မျှဝေပေးခြင်းပါတယ်ဘာလဲဆိုတော့ပေါ့နော်ဒီကျွန်တော်ညီမလေးဒီဘွဲရတော့ပေါ့နော်သူ့ကိုဒီ surprise gift ပန်းစည်းလေးပေါ့နော်ပေးခြင်းလဲဆိုပြီးတော့ကျွန်တော်အရင်ဆုံးပေါ့နော်တွေးမိတာ TikTok မှာကျွန်တော်ရိုက်ပြီးတော့ရှာလိုက်တယ်ပေါ့နော် surprise ပန်းစည်းဟင်္ဒရာလို့ရိုက်ရှာလိုက်တဲ့အခါမှာဒါအမှပေါ့နော်အရင်ဆုံးဒီမင်းအောင်ဆိုပြီးတော့ပေါ့နော်ဒါဟိုပေါ့ဒီ surprise gift ဟင်္ဒရာပဲလုပ်တဲ့အမရဲ့ TikTok အကောင့်လေးတွေ့တယ်ပေါ့နော်အရင်ဆုံးအပေါ်ဆုံးမှာသူ့ရဲ့အကောင့်လေးတွေ့တယ်တွေ့တဲ့အခါကျကျွန်တော်ဝင်ကြည့်လိုက်တယ်ပေါ့နော်ဝင်ကြည့်လိုက်တော့ review တွေရှိတယ်ဒီအကောင့်လဲခိုင်မာတာဖြစ်တဲ့အတွက်ပဲပေါ့နော်ဒီအမရှိမှာပဲအပ်ပြီးတော့ဒီပန်းစည်းလေးကိုညီမလေးကို surprise လုပ်ဖို့အဆင်ပြေသွားတယ်ပေါ့နော်အဲ့ကနေပြီးတော့ကျွန်တော်ဗာလေးစဉ်းစားမိလဲဆိုတော့ပေါ့နော်ဒီပေါ့လုပ်ငန်းတွေပေါ့နော်ခုနောက်ပိုင်းဆိုရင်အဓိကအဖြစ်ဒီ2026မှာဆိုရင်လုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင် social media ကိုမဖြစ်မနေကိုသုံးမှဖြေရတော့မယ်ပေါ့နော်social media သုံးမယ်ကိုလုပ်ငန်းကလည်း social media ပေါ့နော်ဒီလူတွေရဲ့ရှေ့ဆုံးပေါ့နော်လူတွေရဲ့မျက်စိရှေ့မှာရောက်တယ်ဆိုရင်ကိုလုပ်ငန်းကပုံမှန်ထက်ကိုအများကြီးပို့ပြီးတော့ဟောပေါ့နော်အစားပေါင်းများစွာတိုးတက်သွားမယ်လို့ကျွန်တော်ဒီဟာလေးအတွေ့တစ်ခုရပါတယ်ဒါလေးကိုဒီကမိတ်ဆွေတွေကိုကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုမျှဝေပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်